လုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ဒီလိုမျိုးဒီရွှေကန့်ကောကားလက်မှတ်လိုမျိုးတည်းအိတ်လက်မှတ်လုပ်ပြအောင်ဖြစ်ပါတယ်ကဲငင်းဆောင်တို့ပုံဆွဲစာရွက်ကိုတရွက်ဖြဲရရတယ် A4 စာရွက်လေးရလို့ရပါတယ်ခဲတယ်ကိုမပြီးမှာတော့ကိုကြိုက်တဲ့ဟောလို့ရပါတော့မကာနဲ့ရှယ်ထားပါတယ်တော့မကာလေးကဲကျွန်တော်ကုဆဆွဲကြရအောင်ကဲ let's go တရေဆိုနေထောက်ချရွယ်မဟုတ်ထောက်ချပြီးတော့ခုတော့ပြစိန်နေတရေလေမကန်လည်းပြပေါက်တယ်မကန်လည်းပြပေါက်တယ်ပြီးတော့ဘယ်ဆိုတော့လည်းမသိဘူးကွာမျက်နှာကြီးကတရေပုံမျက်နှာကြီးအဲ့ဒါကြောင့်ဖြစ်တာလို့လည်းပြားနေနော်ခုတော့တရေနော်အဲ့ခုလက်မဆက်လို့လိုက်ရပြီးရင်ဒါကျွန်တော်ကဗီဒီယိုရှေ့မှာပေါ့နော်ကျွန်တော်အဲ့အကြောင်းပတ်2ပတ်3ပတ်4ကျွန်တော်ရေတော့လိုလုပ်ပြီးတင်ပေးပါမယ်ခင်ဗျာကျွန်တော်ကဲ let's go ဆက်ဆွဲလိုက်အောင်အီလာတော့ခံဖို့ကြိုက်တဲ့စာရွက်လိုပါတယ်ကြိုက်တဲ့စာရွက်ယူရပါတယ်ကျွန်တော်ကတော့ထားလေးပဲယူလိုက်ပါတယ်ပြီးရင်တော့ဂုံမိုးလေးဆွဲပါမယ်ဂုံမိုးဆွဲရင်ကြတော့အသေးလေးပဲရပါဘူးနော်လုံးဆွဲရင်ရှင်းရပါတယ်ပြီးရင်တဲ့အိမ်ဆိုတဲ့အတိုင်းပဲဆွဲရအောင်ရကျွန်တော်တကယ်ချင်းတော့လုပ်ပြရအောင်နော်တုံးမရောင်ကတော့ကျွန်တော်ခါးပြတာပါမယ်အညိုရင်းလေးရယ်ပြီးရင်ဒီနုလေးရယ်ပေါ့နော်နှစ်ခုပေါ့နော်ဒီနှစ်ခုလိုပါတယ်အရင်ရယ်နုရယ်ပေါ့နော်အဲ့ဒါဒီရွှေလို့ရပါတယ်တဲ့ရတော့တိတ်မဆိုးတတ်ဘူးအားကြောင့်ပြီးခံပြီးတာကြားလုံးမပတ်တူ